လမ်းသေးတင်လေးလူအယောင်းဝယ်တွေလုံနေတာအဲ့ဒါကရွာတိုင်းပဲအဲ့ဒါကိုလူတွေကိုလိုက်ဆွဲပြီးတော့ဖမ်းပြီးတော့အဲ့လိုမျိုးကျေးရွာတွေကနေဝယ်တဲ့ဥစ္စာတွေရောင်းနေတဲ့အဖွဲ့တစ်ဖွဲ့ရလဲရှိတယ်ကျွေးမွေးပြီးတော့လူတွေကိုအဲ့မှာလူရောင်းနေတဲ့အဖွဲ့တစ်ဖွဲ့ရလဲရှိတယ်ဒါကြလို့စင်းလိုက်ကျွန်မအဲ့အိမ်လို့တော့သွားထိုးပြခြင်းတယ်ကျွန်မလည်းအဲ့အိမ်ရောက်ဖူးတယ်လူတွေကိုစုထားဟုတ်ပါရှင်ထောက်လန်းရေးတွေ SB တွေနော်ဟိုနဲ့ဆရာဖာတွေစသုံးလုံးတွေရေးတွေစစ်သားတွေသူတို့ကိုယ်တိုင်ပါနေတာလားမသိဘူးအဲ့လိုမျိုးကြီးလုံနေတာကိုသိသိရင်တော့သူတို့ကိုယ်တိုင်ကမှဖမ်းတာပြည်သူ့စစ်မှုထမ်းဦးတွေကိုအာဏာသိမ်းစစ်ကောင်ဆောင်ကအသက်သွင်းလိုက်ပြီးတဲ့နောက်နိုင်ငံတွင်းနေရာအတော်များများမှာစစ်မှုထမ်းသက်အကျုံးဝင်တဲ့လူငယ်တွေကိုဖမ်းဆီးပြီးပြန်လည်ရောင်းစားတဲ့စနစ်ထွန်းကားလာပါတယ်။ရန်ကုန်တိုင်းကော့မှူးမြို့နယ်ကမောင်စောလင်းထွန်းဆိုသူဟာလှိုင်သာယာမြို့နယ်မှာလူတစုရဲ့ဖမ်းဆီးတာကိုခံခဲ့ရပြီးငွေကျပ်300နဲ့စစ်တပ်စီရောင်းစားခံခဲ့ရတယ်လို့ဖြစ်စဉ်ကိုသိရှိပြီးကူညီပေးနေတဲ့မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌဒေါ်စုစုနွေးက AR ကိုပြောပါတယ်ဒီစစ်မှုထမ်းကိုပေါ့နော်အဲ့လိုအကြမ်းဖက်ခေါ်ဆောင်ပြီးတော့ရောင်းစားခံတဲ့လူတွေကတော့ဗာပြောလဲဆိုတော့လူမိုင်းအုပ်စုတွေလို့ပြောတယ်ပေါ့နော်လူမိုင်းအုပ်စုတွေသူတို့အတင်းမဲ့ခေါ်တယ်ခေါ်ပြီးတော့ဟိုကြအတင်းမဲ့ပေါ့နော်ဒီတိုင်ရင်101ကိုပေါ့နော်စစ်သားစုဆောင်ရေးကိုပို့တယ်ပို့ပြီးတော့အတင်းမဲ့ဟိုကြပေါ့ကိုတဘောနဲ့ကိုဝင်ပါလေလို့အတင်းမဲ့လက်မှတ်ထိုးခိုင်းတယ်လက်မှတ်မထိုးရင်မင်းဘယ်လိုဖြစ်သွားမယ်ဆိုတော့သူတို့ကြောက်နဲ့ထိုးပေးရတယ်အဲ့ရနေပြီးတော့ပေါ့နော်ဟိုနေဒီမကွေးတိုင်းပေါ့နော်88တိုင်ရင်ကိုပို့တယ်ပေါ့နော်အဲ့လိုသူတို့ပြောပြတယ်ကျွန်မတို့သိရလေစစ်တပ်စီရောင်းစားခံခဲ့ရတဲ့မောင်စောလင်းထွန်းနဲ့ပတ်သက်လို့မိခင်ဖြစ်သူနဲ့ဒေါ်စုစုနွေတို့ကလှိုင်သာယာမြို့နယ်ရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ပေမဲ့တိုင်ကြားသူတွေကိုပဲခေါ်ယူစစ်ဆေးခံခဲ့ရပြီးမောင်စောလင်းထွန်းကိုစစ်မှုထမ်းတင်တန်းပို့လိုက်တဲ့အပြင်ရှေ့တန်းမှာပို့ခံလိုက်ရတယ်လို့သိရပါတယ်။ကော့မှူးမြို့နယ်မှာလူမိုက်တွေကဖမ်းဆီးပြီးစစ်တပ်စီပြန်လည်ရောင်းစားခံရတာနဲ့မိသားစုတွေကကိုသားသမီးကိုလူပွဲစားတွေစီကနေတောင်းတလောက်ပြန်ရွေးယူရတဲ့ဖြစ်စဉ်6ခုအထိလာရောက်တိုင်ကြားဖြည့်ရှင်းပေးခဲ့ရတယ်လို့ဒေါ်စုစုနွေးကပြောပါတယ်။မန္တလေးတိုင်းပကံညောင်ဦးမြို့နယ်မှာတော့စစ်မှုထမ်းလူသက်စုဆောင်တာကိုအာဏာသိမ်းစစ်တပ်ဩဇာခံပြူစောထီတွေကလှုပ်ဆောင်နေပြီးလူငယ်တွေကိုအာဏာသိမ်းစစ်တပ်စီဖမ်းဆီးရောင်းစားတာနဲ့မိသားစုဝင်တွေကိုငွေညှစ်တာတွေလုပ်နေတယ်လို့ဒေသခံကပြောပါတယ်။ပြူစောထီအဖွဲ့သူတို့ကားရနေအရှိကားရနေအခုမနေ့ကမို့ဒီနေ့မနေ့ပဲအဲ့မှာအတိတ်တယောက်ပေါ့နှမ်းတော့ဆက်တယ်နှမ်းဆက်တော့ပါသွားလဲတယောက်အတွက်ဆိုရင်သူတို့ထောင်ကနန်းလောက်ထိလိုက်ရတယ်ပြောတယ်ဒါပေမဲ့လူပြန်ရမသိသေးဘူးဟိုဘက်ကဈေးဆိုတာတော့ထောင်ကနန်းလောက်ထိတောင်းနေပြောတယ်ဒီရပိုင်းခေါ်တဲ့လူတွေအဲ့လောက်ထိဈေးပေါက်နေတယ်လို့ပြောတယ်လက်ရှိသူတို့တောင်းတဲ့ဈေးတွေရတော့တော်ရုံငွေရှိနေမှာလိုက်လို့မလွယ်တဲ့အနေအထားမျိုးပါပဲပကံမှန်းတော့ရှင်နေလက်ရှိတော့ဆိုးတယ်ထွက်ကုန်မထွက်ကြအောင်နေပိုင်းကိုလည်းတိတ်မရှိမျိုးထဲမှာတစ်ဖက်မှာလည်းစစ်မှုထမ်းတင်းရှောင်နိုင်ဖို့အတွက်သက်ဆိုင်ရာရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေကိုအိမ်အောင်စုအလိုက်လစဉ်ငွေကြေးပေးဆောင်နေရတာတွေရှိနေပါတယ်။လူတို့စီကကောက်ခံလို့ရတဲ့ငွေကြေးတွေကိုအသုံးပြုပြီးစစ်မှုထမ်းလူစားထိုးထည့်ဖို့အုပ်ချုပ်ရေးမှုတွေကလူဝယ်ပေးတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီလိုကနေအာဏာသိမ်းစစ်တပ်နဲ့ပနန်သက်နဲ့ပြူစောထီတွေနဲ့ရက်ကွက်လူမိုက်တွေအတွက်တရားဝင်လူရောင်းဝယ်လုပ်ဖို့ဈေးကွက်တစ်ခုဖန်တီးပေးထားတယ်လို့ဖြစ်နေပါတယ်။ဟိုဗလားတစ်လောက်လားမသိဘူးလေ2ယောက်လား2ယောက်ပေးရတယ်လို့ပြောတယ်အဲ့ဒါကိုသူတို့ကလူဝယ်ပြီးတော့ပြန်ထည့်တဲ့ပုံစံမျိုးပေါ့အဲ့လိုပြောတာပဲငားတယ်လို့တော့ပြောတာပဲဟုတ်လားမဟုတ်လားတော့မသိဘူးပေါ့ယူတာတော့အုပ်ကြီးတွေပဲယူတော့ကလိုက်ကောက်ပြီးယူသွားတာပေါ့အဲ့လိုမျိုးငားတယ်ဆိုတာလည်းဗဇက်ကပဲပြောတာလေသူတို့ငားထည့်တယ်လို့ပြောတာဘယ်သူထည့်လို့ထည့်မှန်းလည်းမသိဘူးလေအဲ့လိုမျိုးလေကိုကမသိရဘူးလေပတ်စံထည့်နေမပါဘူးပေါ့အဲ့လိုမျိုးမပေးနိုင်တော့လိုက်ပေါ့အဲ့လိုပုံစံပေါ့အဲ့နဲ့ဒီရလာလူတွေကလည်းလိုက်ချင်ကြတော့ပေးကြတာပေါ့အဲ့လိုမျိုးပေါ့ညီမတို့ရက်ကွက်အုပ်ချုပ်ရေးမှုတွေကိုငွေပေးထားရင်စစ်မှုထမ်းဆင့်ခေါ်ခံရမှုကနေယာယီကင်းလွန်ခွင့်ရနိုင်ပေမဲ့တခြားမှာပေါ်တာဆွဲဖမ်းဆီးခံရတာကိုတော့မဖြေရှင်းပေးနိုင်ဘူးလို့ဆိုပါတယ်စစ်မှုထမ်းဥပဒေကိုအခွင့်ကောင်းယူပြီးစီးပွားရှာနေကြသူတွေနဲ့ပတ်သက်လို့ရဲနဲ့သက်ဆိုင်ရာစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကိုတိုင်ကြားပြီးမြဲထိထိရောက်ရောက်ဖြည့်ရှင်းပေးတာမရှိဘဲ
လျှို့ရှုထားတဲ့အတွက်ဒီအဂတိမှုမှာအာဏာပိုင်တွေကိုယ်တိုင်ပူးပေါင်းပါဝင်နေကြသလားဆိုတာမေးခွန်းထုတ်စရာဖြစ်လာတယ်လို့ဒေသခံတွေကပြောပါတယ်အဓိကနိုင်ငံတော်အုပ်ချုပ်ရေးရန်တွေကတာဝန်ယူထားတဲ့ဒီဥပဒေကိုထုတ်ပြန်နေတဲ့နိုင်ငံတော်မှာတာဝန်ရှိတဲ့လူတွေကိုကျွန်မပြောချင်တာကိုထုတ်ပြန်တဲ့ဥပဒေကိုတိတိကျကျလို့အောက်မှာဗျမ်းမလာတွေဖြစ်နေတာကိုတိတိကျကျထုတ်ပြန်ထားတဲ့ဥပဒေနဲ့တိတိကျကျအရေးယူအရေးမြစ်နဲ့ဒီလိုမျိုးပေါက်ရတွေဖြစ်နေလို့ဒီဥပဒေကိုဖျက်သိမ်းအမှန်တမ်းပြောတဲ့လူတွေရာပြင်ထွက်နေရတယ်အဲ့တော့ကိုထုတ်ပြန်ထားတဲ့ဥပဒေကိုကျူးလွန်နေတာကိုဥပဒေကိုတကယ်လို့အင်တာနက်လူတွေတိုင်လို့ရှိရင်တိတိကျကျအရေးယူပြီးထိထိရောက်အရေးယူပြီးလူတွေအောက်မှာဗျမ်းမလာလုပ်နေတာတွေကိုလည်းမသိကြောင်ဆောင်မှုနှာစီးနေမယ်ဆိုရင်လည်းဒီဥပဒေတွေမထုတ်နိုင်